My Movement YouTube Channel ကနဒီပါဒီနေ့မှာတော့ channel မှာစိုက်ထားတဲ့ရုံးပရိသီအပင်အကြောင်းလေးတွေကိုပြောပြမယ်ဒီအပင်တွေကိုစိုက်ထားတဲ့သူကတော့နဒီအဖေပါအပင်တွေကိုတော့အမြောင်းမြောင်းလေးနဲ့ဘောင်ထိုးပြီးတော့စိုက်ထားတာပေါ့နော်ရုံးပရိပင်စိုက်ရတဲ့ရွယ်ချက်ကတော့နဒီရုံးပရိသီဆိုအရန်ကြိုက်တယ်ပေါ့နော်ပြီးတော့ဈေးတွေမှာဝယ်လို့ရှိရင် organic မဖြစ်တာများတယ်အဲဒါကြောင့်မလို့အိမ်မှာဆိုရင်တော့စိတ်တန်တန်နဲ့စားလို့ရတယ်ပေါ့နော်ဒီခောက်စိုက်တဲ့ရုံးပရိပင်တွေကအရန်ကြီးတော့မဖြစ်ထုံးလို့ပြောရမယ်ပေါ့နော်ຫນွေဥတူပိုင်းမှာစိုက်လို့လာတော့မပြောတတ်ဘူးအပင်လေးတွေကတထောင်လောက်ကိုမှအသီးလေးတွေတီးနေပြီပေါ့နော်ဒါပေမဲ့လည်းလေမိသားစုသစိုးစာကိုစားလို့လောက်တဲ့ရုံးပရိသီကိုစားပြီးရင်ရလာတဲ့အကျိုးကျေးဇူးတွေကလည်းအများကြီးရှိတယ်ပေါ့နော်သူ့မှာပါဝင်တဲ့အမြင်ဓာတ်တွေကဝင်သွားတဲ့အခါမှာအထောက်အကူပြုစေတယ်ပြီးရင်ရိုးစစ်တွေကိုလည်းတန်ပါစေတယ်ပေါ့နော်အဓိကအဖြစ်တော့အစိမ်းအောင်ရှိတဲ့အသီးနှံတွေအသီးရွက်တွေကိုစားပေးတာကျန်းမာရေးနဲ့အရန်ကိုညီညွတ်ပါတယ်အဲ့အတွက်ကြောင့် channel မှာလည်းအစိမ်းအောင်ရှိတဲ့အသီးနှံတွေကိုစိုက်ဖို့အဖေကိုပြောထားတယ်ဒီ floor လေးကတော့ဒီလောက်ပါပဲเนาะနောက်တစ်ခေါက်မှာတော့ channel မှာစိုက်ထားတဲ့အပင်လေးတွေရဲ့အကြောင်းကိုပြောပြပေးသွားပါဦးမယ်ကျေးဇူးပါ